ဒီနေ့ဗီဒီယိုကတော့ One Piece ထဲကမာကိုယိုလေးကိုကျွန်တော်မှားထားတဲ့အတွက်ဒလီကရောက်ပြီဆိုလို့ကျွန်တော်တောင်းမှဖြစ်ပါတယ်လိုက်ခဲ့ပါအောင် let's go ဒါလေးကတော့ရောက်လာပါပြီခင်ဗျာအိမ်လေးရောက်မှ unboxing ပညာတရကလုပ်ပြမယ်လိုက်ခဲ့ပါအောင်quality ကတော့လုံးဝပြောကြမလို့ unboxing ထဲမှာတော့ဗျာ quality ကလုံးဝအကျွတ်မတို့ဗျာ share လုံးဝဘာမှအပြည့်ပြောကြမလို့ရုပ်ကစဗျာ stand နေရဆုံးလုံးဝ quality ကလုံးဝအကျွတ်မတို့အပြည့်ပြောကြမလို့ကိုနောက်မှဆက်ကြည့်လိုက်တော့ကျွန်တော်လည်းမပြောချင်တော့ဘူးပြန်ညောင်းနေဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပါအောင်လို့မြစ်တာရက်ခံတင်ပါတယ်အားလုံးချစ်တဲ့အပွားကျွန်တော်ပြောစရာလေးရှိလို့ဦးစောရဲ့ theory လေးကိုကျွန်တော်နောက်နေ့မှတင်ပေးပါမယ်မနေ့ပြန်မဟုတ်ရင်တစ်ပတ်ခါတော့ကျွန်တော်ရအောင်တင်ပေးပါမယ်ဦးစောရဲ့ဂျင်ဘဲရဲ့ bro ရဲ့အဲ့3ကောင်ကိုကျွန်တော်မနေ့ပြန်တစ်ပတ်ခါမဟုတ်ရင်နောက်ရက်တွေမှာတင်ပေးပါမယ်ဦးစောကိုအရင်တင်ပေးပါမယ်ခင်ဗျာကျွန်တော် channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပါအောင်လို့မြစ်တာရက်ခံတင်ပါတယ်အမဖောက်တော့ကျွန်တော်တိုင်ပတ်ဗျာဖောက်အမရပြီအမဖုန်းလေးဖွင့်လိုက်ရွှာဟိုးမိုက်တယ်တော့ဒီကျွန်တော် my pro ကလည်းတော်တော်လေးစီကံရှိပါဗျာအမထပ်ပြီးတာနှစ်ထပ်သုံးထပ်နဲ့တော်လေးမိုက်ပါတယ်မဘာညာတာကပြရတယ်ကျွန်တော်နားမလဲဂျပန်လိုရေးထားပဲဟိုက ghost trick ကပါတယ်လေထိတ်လေးမှာ ghost trick ကကျွန်တော်ပြောက်မိသွားလို့အဲ့ဒီမှာ ghost trick ကပြပါတယ်မဖောက်တာတိုင်ပတ်နဲ့ဗျာဖောက်တဖောင်းရပါရင်တော့ဆုံးတော့ရပါပြီဗျာနောက်ဆုံးတော့ရပါပြီမာကိုလေးသူကခါးစစ်ပါဖြုတ်လို့ရတော်မိုက်တယ်အကျိုးမတော့အယုတ်လေးကအပြစ်ပြောစရာမရှိဘူးဗျခံမလေးလည်းကိုတိတ်ရဲ့နဲ့ပြောင်းထားရတာပဲအပြစ်ပြောစရာကိုမရှိလုံးဝအကျိုးမတော့ရှယ်လေးခွဲစည်းနဲ့တော့တန်ပါတယ်လို့ပြောလို့ရပါတယ်အခုကျွန်တော်မိုက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်နေ့ဗီဒီယိုတော့ဒီမှာပဲဆုံးသက်ပြရစီဗျာနောက်ဘာတိုက်လို့အဘွားနောက်မှမျိုးဆက်ကြည့်လိုက်တော့စက္ကန့်20လောက်ကြည့်အောင်မယ်ဒီခေရိုင်နော်ဝေါမိုက်တယ်ကွာကြိုက်တယ်ကွာကြိုက်တယ်ဖူးကြမကြိုက်ငါကြိုက်တယ်What's up? Share.